Okay, bila dah si jejel lo mo, pada kibata kesoh ni teradu Dr. Robert pun, mula copy of the equation ni rete ni lo mo. Cenderung ini kini chen puai chou ye dia ni cing miao, upi gugui chen sisi ma. Di tanah winga me siagaro, tikaro sia Dr. Robert pun siapare, tu karo mi manengan ni chen. Atin cho ye dwe phe to dream ဖြစ်ပါတယ်အားလုံးကိုခွင့်တော်၌ရှိတဲ့ရှလုံးလို့နှုတ်ခွန်းဆက်ပါတယ်မင်္ဂလာပါယမီနေရောဘတ်ပွန်လောကျွန်တော်နာမည်ခုနဆရာကြီးပြောတဲ့အတိုင်းပဲဆရာရောဘတ်ပွန်ဖြစ်ပါတယ်လာဟုလူမျိုးဖြစ်ပါတယ်ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့မှာသာသနာလုပ်ငန်းကိုနှစ်20ဆက်ကပြီးတဲ့နောက်မှာ2018ခုနှစ်နေ့ချင်းအသိကျုံမှာသာသနာလုပ်ငန်းကိုဆောင်ရွက်ဖို့အတွက်ဘုရားသခင်ရွေးကောက်တဲ့အတိုင်းပဲရန်ကုန်တင်ချုပ်ရုံးမှာသာသနာလုပ်ငန်းကိုဆောင်ရွက်နေတာ10နှစ်ရှိပါပြီလို့ကျွန်တော်ဇနီးရောသားသမီး3ယောက်ရောပါလာပါတယ်ဇနီးတွေကတော့ဆ iam ဆန်းရာသားသမီး4ယောက်ရှိပါတယ်ဆိုတဲ့အကြောင်းပေါ်ပြချင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်အသင်းချုပ်ဟာလူမျိုးစုနဲ့ဒေသန္တရအဖွဲ့ချုပ်18ပါးနဲ့အတူဓာတ်ရိုက်ဆက်တွေ့တဲ့အသင်းတော်နှစ်ပါးအီမာနွေလနဲ့ဂျက်ဆင်အသင်းတော်ပူးပေါင်းပါဝင်ပြီးတော့ဖွဲ့စည်းထားတဲ့အသင်းချုပ်ဖြစ်ပါတယ်ဆိုတာပထမဆုံးအနေနဲ့ဖော်ပြချင်ပါတယ်ဆိုတော့မြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်အသင်းချုပ်ထဲမှာကရင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ကတပါးအပါဝင်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီတပါးကတော်တော်အင်အားကြီးတဲ့အဖွဲ့ချုပ်တပါးဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကိုဗစ်မတိုင်ခင်နှစ်ချင်းအသင်းချုပ်ရဲ့အသင်းတော်စရင်ကိုကျွန်တော်တို့ကောက်ခံတဲ့အခါမှာအသင်းတော်9500ကျွန်တော်တို့ကိုဖျားသခင်ဒီနေ့ဒီချိန်ထိကောင်းကြီးပေးနေတယ်ဆိုတာဖော်ပြလိုပါတယ်ဒီ9500ထဲမှာကရင်နှစ်ချင်းအသင်းတော်က2000ကျွန်တော်ပြန်ကြည့်တဲ့အခါမှာတော်တော်အံ့ဩစရာကောင်းတယ်3ပုံတပုံမြန်မာပြည်နှစ်ချင်းအသင်းတော်ရဲ့3ပုံတပုံတော်အသင်းတော်ဒီကရင်နှစ်ချင်းအသင်းတော်ဖြစ်နေပါလားဆိုတာကျွန်တော်တွေ့ရတော့အင်မတန်မှဝမ်းသာတယ်ပျော်ရွှင်တယ်ကျေးဇူးလည်းတင်တယ်ဆိုတော့ဒီနေ့ဒီတော့အဖွဲ့ချုပ်အကြီးကြီးထဲမှာနှစ်ချင်းအသင်းချုပ်ရဲ့ကိုယ်စားလှယ်အနေနဲ့ကရင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့တင်းလုံးကျွတ်အစီအစဉ်မှာပါဝင်ခွင့်ရတာအရာမဲကိုယူမိပါတယ်အရာလဲဝမ်းတာပြည်တိဖြစ်မိပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ဖိတ်ခေါ်ပေးတဲ့အဖွဲ့ချုပ်ကထအတွေ့အမှုမဆကော်မတီဝင်လူကြီးများဒီမှာရောက်ရှိလာတဲ့လူဖောင်ဆောင်ဖက်များနဲ့အတူအတင်းသူတင်းသားများကိုW ဒုံမလောဖော်ပြချင်ပါတယ်ဆိုတော့ဒီနေ့ရွေးချယ်ထားတဲ့ခုနဆရာမဖတ်တော်တဲ့ကျမ်းပိုက်၄ပိုက်စလုံးဖတ်တော်တယ်ကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းပိုက်ကတော့ဒီထဲမှာ2ပိုက်ကိုကျွန်တော်အဓိကကျွန်တော်ဖော်ပြချင်ပါတယ်လို့အဲ့ဒီကျမ်းချက်2ချက်ကတော့တမန်တော်ဝုဒ္ဓအခန်းကြီး20အငယ်24တပိုက်နဲ့နိကောအခန်းကြီး9အငယ်6ဒီ2ပိုက်ကိုကျွန်တော်ဖတ်ရှုလေ့လာပြီးတော့ဒီနေ့ကျွန်တော်တို့ကရင်နှစ်ချင်းအသင်းတော်များနဲ့အတူသာသနာလုပ်ငန်းကိုဆက်လက်ပြီးတော့တိုးတက်ပြန့်ပွားဖို့အတွက်ဒီနေရာမှာကျွန်တော်ခွန်အားပေးဖို့ရန်အတွက်ပြင်ဆင်ထားပါတယ်တို့ရတွင်ဖျားသခင်၏ကျေးဇူးတော်နှင့်ရှင်သောဧဝံဂေလိကိုတက်သေးခံစေခြင်းကတ
ခင်ယေရှုလက်မှငါခံခဲ့ပြီဖြစ်တော့ဓမ္မဆရာအမှုတီးဟုသောငါဆောင်ရွက်ရသောအမှုကိုဝမ်းမြောက်စွာပြီးစီးစေမိအကြောင်းထိုညင်းဆဲခြင်းအမှုတစုံတယောက်မျှကိုမျှငါဒီပမနာမပြုကိုယ့်အသက်ကိုလည်းနှမျောခြင်းမရှိနိကောအခန်းကြီး9အငယ်6မှာအနေငယ်တော်မျိုးစစ်ကိုကျဲတော်တူရီစပါးအနေငယ်ကိုသာရိပ်ရမည်များစွာကျဲတော်တူရီများစွာသောရိပ်သိမ်းခြင်းကိုခံရမည်တမန်တော်ဝတ္ထုကခရစ်တော်ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာအသင်းတော်ဆိုတဲ့ခရစ်တော်ကိုယ်တော်တိုင်တည်ထောင်ထားတဲ့အသင်းတော်ဖြစ်တည်လာတဲ့နေ့ကနေစပြီးတော့သာသနာလုပ်ငန်းအကြောင်းကိုဖော်ပြထားတဲ့ဒါကနဦးအသင်းတော်ရဲ့တမိုင်းအကြောင်းကိုဖော်ပြထားတဲ့တမန်တော်ဝတ္ထုဖြစ်ပါတယ်ခရစ်တော်ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာသူ့တပည့်တော်တွေမာခဲ့တဲ့အတိုင်းပဲယေရုရှလင်မြို့ထဲမှာရှင်ပေတရုဦးဆောင်ပြီးတော့တပည့်တော်12ပါးကနေပြီးတော့ဒါသာသနာလုပ်ငန်းဧဝံဂေလိတရားကိုအစပြုပြီးတော့ဟောကြားတည်ခံခဲ့တာဖြစ်ပါတယ်။အော်ဆရာကောင်းတဲ့အရာတွေကတန်ရှင်သောဝိညာဉ်တော်ဆင်းသက်လာပြီးတဲ့နောက်မှာရှင်ပေတရုဦးဆောင်တဲ့အဖွဲ့ကဒါဧဝံဂေလိသာသနာဒီ gospel ကိုဟောကြားလိုက်တဲ့အခါမှာလူပေါင်း3000နောက်ပိုင်းတစ်ဖြည်းဖြည်းအများကြီးပြောင်းလဲလာတယ်ဆိုတဲ့အရာကကျွန်တော်တို့တမန်တော်ဝတ္ထုထဲမှာကျွန်တော်တို့ဖော်ပြထားတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဒီတမန်တော်ရှင်ပေတရုရဲ့အဖွဲ့ကိုမကြိုက်တဲ့အဖွဲ့တွေရှိတယ်အဲ့ဒါဘာသာရေးခေါင်းဆောင်တွေဖြစ်တယ်ဘယ်သူတွေလဲဆိုတော့ဖာရိရှဲတွေဇဒုကဲတွေကျမ်းတပ်ဆရာတွေသူတို့ကရှင်ပေတရုဦးဆောင်တဲ့ဒီခရစ်တော်ရဲ့တရားဒေသနာကိုလိုက်ဟောနေတဲ့လူတွေကိုမကြိုက်ဘူးသူတို့ဘယ်လိုပုံစံထင်တယ်လဲဆိုလို့ရှိရင်ပုံကန်တဲ့လူအဲ့ဒါကြောင့်ဒီဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်တွေကအဲ့ဒီတရားဟောတဲ့ဧဝံဂေလိတရားကိုဟောတဲ့ဒီရှင်ပေတရုရဲ့အဖွဲ့တွေကိုသူတို့ကလိုက်လာဖမ်းဆီးပြီးတော့ထောင်ထဲတွင်းခဲ့တယ်ဆိုတဲ့အရာကိုဘာသာရေးကောင်းဆောင်ကယောမအုပ်စိုးတဲ့အဖွဲ့နဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့ကဒီတရားဒေသနာဟောကြားတဲ့ဒီဧဝံဂေလိဟောကြားတဲ့လူတွေကိုဖမ်းပေးမယ်ခင်ဗျားတို့ရဲ့ထောင်ထဲထည့်ပေးကျွန်တော်တို့ရဲ့ဒီတမန်တော်ဝတ္ထုထဲမှာဒီအခြေအနေတွေကိုအများကြီးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီကြားထဲမှာနောက်ဆုံးပိတ်တေဖန်ဆိုတဲ့ဧဝံဂေလိတရားကိုရဲရဲတောက်ဟောပြောတဲ့လူငယ်ဆရာကိုဂျဲနဲ့ပေါက်ပြီးတော့အသက်ခံတဲ့အထိကိုအခြေအနေကအဲ့လောက်ထိတင်းမာသွားတဲ့အခြေအနေမှာရှိပါတယ်အဲ့ဒီဖန်စီတဲ့လူတွေထဲမှာဆောလူဆိုတဲ့ပေါလုလည်းတယောက်အပါဝင်ဖြစ်တယ်သူကိုယ်တိုင်ကပို့ပြီးတော့တက်ကြွတယ်ဟိုမာကေဒိုနီမှာခရိယန်တွေတရားဟောနေပြီဆိုသူကိုယ်တိုင်တွားပြီးတော့ဖန်စီပြီးတော့ထောင်ထဲချတဲ့လူကရှင်ပေါလုဆောလူလည်းဟုတ်တယ်ဒါပေမဲ့အခန်းကြီး9လောက်ရောက်တဲ့အခါမှာတမန်တော်9လောက်ရောက်တဲ့အခါမှာအဲ့ဒီအကြောင်းကိုကြားတဲ့အခါမှာရှင်ပေါလုကဆောလုအနေနဲ့သူကဒီခရိယန်ခေါင်းဆောင်တွေကိုတွားပြီးတော့ဖန်စီဖို့လုပ်တဲ့အခါမှာလမ်းမှာခရစ်တော်နဲ့တွေ့ပြီးတော့ပြောင်းလဲသွားတယ်ဆိုတဲ့အရာဒါကျွန်တော်တို့အားလုံးသိတဲ့အရာပဲဖြစ်ပါဆိုတော့ရှင်ပေါလုကဆောလုကနေပေါလုအဖြစ်ပြောင်းလဲပြီးတဲ့နောက်မှာဧဝံဂေလိတရားကိုမကြောက်မရွံ့ပဲရဲရဲတောက်ဟောပြောခဲ့တယ်ဆိုတဲ့အရာဒီကျမ်းစာအဖြစ်ကျွန်တော်တို့ဖော်ပြထားတာဖြစ်တယ်ဒါကြောင့်ပို့ပြီးတော့ဒီဘာသာရေးခေါင်းဆောင်တွေကပို့ပြီးတော့သူတို့မကျေနပ်မှုတွေသူတို့အထဲမှာဖြစ်ပေါ်လာတယ်ဘာဖြစ်လဲဆိုလို့ရှိရင်သူတို့အိမ်မတအားထားရတဲ့ဒါဖာရိရှဲခေါင်းဆောင်ဆောလုကိုယ်တိုင်ပြောင်းလဲသွားတယ်ဆိုတဲ့တည်င်းကိုကြားတဲ့အခါမှာကျွန်တော်တို့ဒီဖက်ပိုင်းရတော့ပေါ့အရပြောတော့ပေါ့ရှင်ဆောလုကပေါလုဖြစ်ပြောင်းလဲသွားပြီခရစ်တော်ရဲ့တာသမန်ဖြစ်သွားပြီဧဝံဂေလိဆရာကြီးဖြစ်သွားပြီဆိုတော့အရပြောအရကျဉ်းနေပြီမဲ့တစ်ဖက်မှာအခုနပြောတဲ့
ဘာသာရေးကောင်းဆောင်တွေကအယံကိုခြေခွဲအယံကိုစိတ်နှလုံးကမကျေနပ်မှုတွေရှင်ပေါလုကကိုဆောလုကကွာဒီလောက်ငါတို့အာကိုတကြီးသူ့ကိုခိုင်းနေတဲ့နေရာမှာသူတို့ခေါင်းဆောင်အဖြစ်ရွေးချယ်ထားတဲ့ဟာသူကိုယ်တိုင်ကဒီနေ့ပြောင်းလဲသွားပြီဆိုတော့ပုံကံတဲ့လူဆိုပြီးတော့ရှင်ပေါလုကိုလည်းအဲ့လိုမျိုးဖန်ဆီးဖို့အများကြီးလုပ်တယ်ကျွန်တော်တို့အားလုံးတည်တယ်ရှင်ပေါလုကယောမစစ်သားတွေလာရောက်ဖန်ဆီးတာမဟုတ်ဘူးအဲ့ဒီဘာသာရေးကောင်းဆောင်တွေကတွေးထိုးပြီးတော့သူတို့မကျင်တဲ့အတွက်ကြောင့်ရှင်ပေါလုရောက်တဲ့နေရာမှာဖန်ဆီးပြီးတော့ထောင်ချတာဆိုတာကျွန်တော်တို့ကမျိုးမျိုးတွေ့ရမယ်အဲ့မှာအဲ့လိုယုံကြည်ခံစားယုံကြည်စံခါဖြစ်နေတဲ့အချိန်မှာအသင်းဒီဂျေရုဆလင်မြို့ပေါ်မှာရှိတဲ့ယူဒလူမျိုးမဟုတ်တဲ့ယုံကြည်သူတွေအားလုံးကိုလည်းဘာဖြစ်လဲဆိုလို့ရှိရင်မောင်းထုတ်ပလိုက်တယ်ကိုနေရာကိုပြန်တော့ဒီမှာမလာနဲ့ဒီမှာမနေနဲ့ဆိုတော့ယုံကြည်သူတွေကဟိုမှာမာကေဒေါနီမှာနေတဲ့လူဆိုမာကေဒေါနီကိုပြန်သွားတယ်ကက်သရစ်မှာနေတဲ့လူမျိုးဆိုကက်သရစ်ကိုပြန်ပြီးတော့ဆိုတော့ယုံကြည်သူတွေကိုနေရာကိုပြန်သွားတဲ့အခါမှာအဲ့ဒီယုံကြည်သူတွေကအငြိမ်မနေဘူးတဲ့ကျမ်းစာထဲမှာပြောတယ်အငြိမ်မနေဘူးဘာလို့လဲသူတို့ဆက်လက်ပြီးတော့ဧဝံဂေလိတရားကိုဟောပြောတဲ့ခံတဲ့အခါမှာသူတို့ရောက်ရှိသွားတဲ့နေရာဒေသအတီးတီးမှာအသင်းတော်တွေဖြစ်ပေါ်လာတယ်ဆိုတာဒါကျွန်တော်တို့ဒီတမန်တော်ကုထုထဲမှာကျွန်တော်တို့ဖော်ပြတဲ့အရာတွေဖြစ်ပါတယ်ဆိုတော့အင်မတန်အံ့ဩစရာကောင်းတယ်ညီပါနေဆက်ခြင်းတပ်ဖြတ်ခြင်းအမျိုးမျိုးကြားတဲ့ကနေယုံကြည်သူတွေကိုလက်မခံတော့တဲ့အခါမှာမောင်းထုတ်ပြလိုက်တဲ့နေရာတိုင်းမှာယုံကြည်သူတွေကဘာဖြစ်လဲအံ့ဩစရာကောင်းတယ်အငြိမ်မနေဘူးအိတ်မနေဘူးထိုင်မနေဘူးသူတို့ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းခရစ်တော်ဟာတကယ်ပဲဖျားဖြစ်တယ်ရှင်ပြန်ထမြောက်တယ်ကောင်းကင်ပေါ်တက်ကြွသွားတယ်ဆိုတဲ့အရာသူ့ကိုယုံကြည်တဲ့လူကကယ်တင်ခြင်းကိုရမယ်ဆိုတဲ့ဒီဒေသနာလေးကိုရောက်တဲ့နေရာမှာဟောပြောသက်သေခံခဲ့တယ်ဆိုတာကျွန်တော်တို့အံ့ဩစရာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ကြောင့်အဲ့ဒီကနဦးအတင်းတော်မှာအတင်းတော်တွေအများကြီးသမုတ်ချင်းပေါ်ထွက်လာတဲ့အရာကရှင်ပေါလုတယောက်တည်းဆိုဘယ်လိုအဲ့လိုမျိုးအများကြီးပေါ်ထွက်လာနိုင်မလဲအတင်းသူအတင်းသားများအားလုံးရဲ့ပါဝင်မှုအတင်းသူအတင်းသားများအားလုံးရဲ့ဟောပြောသက်သေခံမှုအားဖြင့်အဲ့ဒီအာရှမိုင်းနာတခွေမှာဒီဂျေရုဆလင်မြို့ကစရှမရိပီအတင်းတော်တွေတဖြည်းဖြည်းနဲ့အများကြီးပေါ်ထွက်လာတယ်ဆိုတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီပြောင်းလဲနေတဲ့အတင်းတော်တွေအများကြီးပြန်ပေါ်ထွက်လာတဲ့အခါမှာခရစ်ဒီရှင်ပေါလုကတဖြည်းဖြည်းနဲ့အခြေအနေဆိုးလာတယ်။ခရိယန်တွေကတအားများလာတယ်အတင်းတော်ကတအားများလာတဲ့အခါကျတော့ရှင်ပေါလုကိုပြောတယ်။ပါရိရှဲအဖွဲ့တွေဘာသာရေးကောင်းဆောင်တွေဒီတစ်ခါတော့မင်းကိုအတေတတ်တော်မယ်အတေတတ်တော်မယ်ဆိုတဲ့တည်င်းချရတယ်ရှင်ပေါလုကိုပြောတဲ့အခါမှာရှင်ပေါလုကအခုနတမန်တော်အခန်းကြီး20 24ကိုသူရေးထားတာဖြစ်တယ်ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ရှင်တော်ဧဝံဂေလိတရားကိုတက်တည်ခံစေခြင်းကသခင်ယေရှုလက်မှငါခံခဲ့ပြီးဖြစ်တော်ဓမ္မဆရာအမှုတည်ဟူသောငါဆောင်ရွက်ဆရာအမှုကိုဝမ်းမြောက်စွာပြီးစီးစေမိအကြောင်းထိုညင်းစေခြင်းအမှုတစုံတစ်ခုကိုမျှငါပါမနာမပြုကိုယ့်အတက်ကိုလည်းနှမျောခြင်းမရှိငါ့ကိုတိုက်လက်တတ်ပါစေငါတည်လက်တည်ပါစေငါ့ကိုဘယ်လိုလုပ်ချင်လို့ဒါမဲ့ဒီကျေးဇူးတော်နဲ့ရှင်သောဧဝံဂေလိတရားကိုအပီးထိငါလုပ်မယ်ဆိုတဲ့တန်ဒိဋ္ဌာချတဲ့စကားဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရွေးချယ်ထားတဲ့ဒီတမန်တော်အခန်းကြီး20 24ကအင်မတန်မှရှင်ပေါလုကစိတ်အားထက်သန်စွာသူ့ရဲ့အသက်ကိုပါမနာမပြုဘဲနဲ့အဆုံးလဲဆုံးပါစေအသေးခံမယ်နောက်ဆုံးအထိငါဟောပြောသက်သေခံမယ်ဆိုတဲ့စိတ်ဓာတ်ဧဝံဂေလိစိတ်ဓာတ်နဲ့သူအဲ့ဒါကိုခံယူပြီးတော့အကောင်းဆုံးအဆုံးအထိသူကဧဝံဂေလိတရားကိုဟောကြားသက်သေခံခဲ့တယ်ဆိုတာကျွန်တော်တို့အားလုံးသိတယ်ထင်တဲ့အတိုင်းပဲရှင်ပေါလုလည်းနောက်ဆုံးကြတော့အသက်ခံရတာဖြစ်ပါတယ်မာတုရဆိုတာကနာဦးအတင်းတော်မှာပေါ်ထွက်လာတဲ့စကားလုံးဖြစ်ပါတယ်အသက်ကိုလည်း
Sedede ti di ewungli diago asonti hobiote di kane siaji siamajiri shin Petrugasa tabedo loye tetaga da matura asonti di jibro asonti hobiote di kane ludi pite sura general di jampai api general kuan yujin pipare suro dine general Myanmar ne chin Korean tenjo ye songpo le ba go tha khe de le so general shebo bi du ye tha khe de ma pyaung le nai de songpo ga ko josan won than pipare ni chin tin dong dai ni chin apwe si dai ko josan bi ro set le bi ro ta dana long nga ko chi de saung yue bo twet ကျွန်တော်တို့ရှေ့မှာဆောင်ရွက်ခဲ့တဲ့ဘိုးဘေးတွေယူပါယူထားပြီးတော့ဆောင်ရွက်လာတာနှစ်ချင်းသာသနာရဲ့ဆောင်ပုဒ်ကကိုကျွန်းစွန်ဝန်ထမ်းဖြစ်ပါတယ် service and sacrifice ရှင်ပေါလုရဲ့စကားကိုယူထားတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဆုံးထိတည်ကြည်ပြီးတော့အဆုံးထိသာသနာလုပ်ငန်းကိုဆောင်ရွက်ဖို့ဆိုတဲ့အရာနောက်ဒီနေ့ကျွန်တော်တို့ဆရာကြီးရှင်ပေါလုက သူရဲ့တာသနာလုပ်ငန်းကိုပြန်ကြည့်တဲ့အခါမှာခရစ်တော်အတိုင်းပဲအာရာအလုံးကိုစွန့်လုံးပြီးတော့ဒီအင်္ဂုံဂလိတာသနာတရားအတွက်နောက်ဆုံးဆက်ကအစီခံခဲ့တယ်တာသနာလုပ်ငန်းကိုဆောင်ရွက်ခဲ့တယ်ဆိုတာကျွန်တော်တို့နားလည်ရပါတယ်ဒုတိယတစ်ချက်အနေနဲ့ကရင်နှစ်ချင်းတာသနာဟာ ကြီးကျယ်ခမ်းနားတဲ့တမိုင်းအစဉ်လာရှိခဲ့တယ်ဆိုတာဒီနေ့ကျွန်တော်ယူသားစွာဖော်ပြချင်ပါတယ်ကရင်နှစ်ချင်းသာသနာကပုံမှန်သာသနာမဟုတ်ဘူးသူများလှုပ်လိုက်လှုပ်တဲ့သာသနာမဟုတ်ဘူးကရင်နှစ်ချင်းသာသနာကတမိုင်းထဲမှာပြန်ကြည့်မယ်ဆိုရင်နှစ်ချင်းတမိုင်းထဲမှာပြန်ကြည့်မယ်ဆိုရင်ကြီးကျယ်ခမ်းနားလာတဲ့ သာသနာတမိုင်းမှတ်တိုင်ရှိခဲ့တယ်ခုနကျွန်တော်ဖော်ပြသွားတဲ့အတိုင်းပဲမြန်မာနိုင်ငံနဲ့ချင်းခရစ်ယာန်အသင်းချုပ်မှာလူမျိုးစုနဲ့ဒေတာဒရဖွဲ့ချုပ်18ဖွဲ့ရှိအဲဒီ19ဖွဲ့ပေါ်လာဖို့အတွက်တခြားလူမျိုးပေါ့ကချင်တို့ချင်းတို့ရခိုင်တို့မွန်တို့လာဟူတို့အခါတို့ဝါတို့ရှမ်းတို့အဲဒီ အသင်းတော်တွေပေါ်လာဖို့အတွက်ကရင်နှစ်ချင်းသာသနာခေါင်းဆောင်များရဲ့စက္ကအစီခံမှုကြောင့်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ပြန်စဉ်းစားကြည့်တယ်ဒီကျမ်းပိုင်းနဲ့ဒီနေ့ကျွန်တော်တို့ဖော်ပြမယ့်အခြေအနေကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာဤတီလလူမျိုးကိုဖျားသခင်ကရွေးချယ်ပြီးတော့ကောင်းကြီးပေးတယ်လို့ တပါးလူမျိုးအတွက်လည်းကောင်းကြီးဖြစ်စေဖို့အတွက်ဣတိလလူမျိုးကိုရွေးချယ်ခဲ့တယ်လို့ကရင်နှစ်ချင်းလူမျိုးကိုလည်းတခြားလူတွေကောင်းကြီးမင်္ဂလာရဖို့ရွေးချယ်ခဲ့တဲ့လူမျိုးဖြစ်တယ်ဆိုတော့တမိုင်းကတက်တည်ခံနေတယ်ကျွန်တော်ပြောနေတာမဟုတ်ဘူးတမိုင်းကဒါတက်တည်ခံနေတာဖြစ်တယ်ကျွန်တော်ရဲ့ဗုဒ္ဓဖြူလေးစားရတဲ့ အမြဲတမ်းကျွန်တော်တို့ကြားရတဲ့စကားလုံးကအဖိုးကိုတာဖြူဆိုတော့ကျွန်တော်ကျောင်းဆက်တဲ့ကြရဒီအဘိုးရဲ့အကြောင်းကိုအမြဲတမ်းကြားနေရတယ်။နော်ကျွန်တော်တို့တငယ်ချင်းတွေတခါတလေချက်ပမှာတရားဟောတဲ့အခါမှာဒီစကားလုံးတွေကြားတယ်သိခဲ့ရတယ်ပြီးတော့အမှုတော်ထဲမှာပါဝင်တဲ့အခါမှာပို့ပြီးတော့ဒီအကြောင်းတွေကြားသိခဲ့ရတဲ့အရာတွေဖြစ်တယ် ဆိုတော့ကျွန်တော်တို့ကရင်နှစ်ချင်းရဲ့တမိုင်းအခြေအနေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ထက်ဒီမှာထိုင်နေတဲ့လူတွေအများကြီးရှိတယ်ဒီနေ့တောင်တန်းဒေသမှာအသင်းတော်တွေဖြစ်တည်လာတာအဲ့ဒီ American missionary တွေနဲ့အတူဒီကရင်လူမျိုးရဲ့ခေါင်းဆောင်တွေအတူတူကတွားရောက်ပါဝင်လှုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့်ဒီနေ့ရခိုင်ပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းနာဂတောင်တန်းကချင်ပြည်နယ်ရှမ်းပြည်နယ်အားလုံးနယ်စတဆောက်မှာကြည့်လိုက် အဲ့ဒါအသင်းတော်တွေပေါ်လာတာကကျွန်တော်တို့ကရင်နှစ်ချင်းသာသနာရဲ့ပူးပေါင်းပေါဝင်ပြီးအစပြုခဲ့တဲ့သာသနာတွေကြောင့်ဒီနေ့တောင်တန်းဒေသမှာဖျားเจ้าရှိနေတာဖြစ်တယ်
ဒီနေ့ဆိုရင်တောင်သားဒေသမှာတပတ်တစ်ချိန်သူတို့တချင်းတွေဓမ္မတချင်းတွေဆိုနေကြတယ်အဲ့ဒါဘယ်သူတွေကြောက်လဲအတင်းတော်မှာကြွာရတွေဆိုနေတာအတင်းတော်မှာဓမ္မတန်ဆုံတွေကျွေးနေတာအတင်းတော်မှာဖျားရှိခိုးနေတာအဲ့ဒါတွေကသာသနာပြုနိုင်ငံခြားသာသနာပြုဆရာကြီးတွေနဲ့အတူကရင်နဲ့ချင်းသာသနာခေါင်းဆောင်တွေရဲ့ကိုကျိုးစွန့်စက်ကအစေခံမှုကြောင့်ဒီနေ့ Sunday ရောက်ရင်မြန်မာပြည်အဝန်းမှာအဲ့ဒီတချင်းတန်တွေကြားနေရတာခေါင်းလောင်းတောင်တွေကြားနေရတာဒါအလကားမဟုတ်ဘူးဒါကြီးကျယ်ခမ်းနားလာတဲ့ကျွန်တော်ကရင်အကူကြီးခေါင်းဆောင်တွေရဲ့အသင်းတော်တွေရဲ့သာသနာပြုခြင်းကြောင့်ဖြစ်တယ်ဆိုတာကျွန်တော်အဖွဲ့ချုပ်တိုင်းရဲ့တမိုင်းကိုကျွန်တော်ပြန်လေ့လာတဲ့အခါမှာစာမရှိဘူးတဲ့ကချင်လည်းစာမရှိဘူးချင်းလည်းစာမရှိဘူးနာဂလည်းစာမရှိဘူးလာဟုဝါအခါရှာအကုန်လုံးစာမရှိဘူးအဲ့ဒါသာသနာပြုဆရာကြီးတွေနဲ့အတူတရားကရင်ဆရာကြီးတွေပူးပေါင်းပြီးတော့ကဲစာတီထွင်ပေးကြရအောင်ဆိုပြီးတော့စာတီထွင်ပေးတယ်ကြောင်းဖွင့်ပေးတယ်စိုက်ပြုံမွေးမြည်လုပ်ပေးတယ်အသိန်းတော်တွေတီထောင်ပေးတယ်ပြီးတော့ကရင်ဆရာကြီးတွေကအလကားမနေဘူးဗျကျွန်တော်တမိုင်းကြောင်းပြန်ကြည့်တဲ့အခါမှာသူတို့ရဲ့သာသနာပြုကွင်းထဲမှာရှိတဲ့နည်းနည်းလေးအလားရှိတဲ့ကလေးတငယ်တွေကိုခေါ်ပြီးတော့ကြောင်းထားပြီးတယ်အင်မတန်ချစ်စရာကောင်းတဲ့ဒလေးဟုတ်တယ်အဲ့ဒါအင်မတန်မှအရေးပါအရာရောက်တဲ့အရာတွေဖြစ်တယ်တောင်ပေါ်သားတွေချင်းအတောင်ချင်းသားလေးတွေကချင်သားလေးတွေလာဟုသားလေးတွေဝါသားလေးတွေသားသမီးတွေဟိုးဘယ်တော့မလဲအဖိုးတရာနောက်လိုက်မယ်ဆိုတဲ့ဟာအရင်တော့အဲ့လိုပဲပြောအဖိုးတရာကျွန်တော်တို့ဆိုဟိုကပြောတော့ဗောရာချောဆလာလုံးရန်ချောဆိုတာကကြီးလူမျိုးပြောတော့ရာချောဆလာလုံးခတ်စကကိုက်ဗီယိုသူတို့နောက်လိုက်သွားမယ်ဘယ်သွားချင်ဘယ်ရောက်ချင်ရောက်သူတို့ခေါ်လဲနောက်လိုက်မယ်ဆိုတော့ဆိုတော့ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကရင်နှစ်ချင်းသာသနာကမြန်မာနိုင်ငံနှစ်ချင်းသာသနာမှာအစအဦးအတူတူလှုပ်ဆောင်ခဲ့တဲ့ကြီးကျယ်ခမ်းနားအဖွဲ့ချုပ်ဖြစ်တယ်ဆိုတာဖော်ပြချင်တာအဲ့မှာဗာရေးထားတယ်လဲဆိုလို့ရှိရင်ကရင်နှစ်ချင်းအဖွဲ့ချုပ်ဒီတဲ့ဝါအရင်ဆုံးအဖွဲ့ချုပ်ဖြစ်ပါတယ်အတွေ့အကြုံအများဆုံးအဖွဲ့ချုပ်ဖြစ်တယ်ခေပညာတခေါင်းဆောင်အများဆုံးအဖွဲ့ချုပ်ဖြစ်တယ်လို့တမိုင်းမှာမှတ်တမ်းတင်ထားတာဖြစ်ပါတယ်ဝါလည်းအရင်ဆုံးပညာတလည်းအများဆုံးနော်အတွေ့အကြုံလည်းအများဆုံးဆိုအဖွဲ့ချုပ်19ဖွဲ့ထက်ကနေပြန်ကြည့်မယ်ဆိုရင်ကရင်နှစ်ချင်းခရစ်အဖွဲ့ချုပ်ကအကိုကြီးအဖွဲ့ချုပ်ဖြစ်ပါတယ်ဆိုတာဖော်ပြချင်ပါတယ်ဒီနေ့ကြုံကြိုက်လို့နည်းနည်းလေးဖော်ပြချင်ပါတယ်ကျွန်တော်အဖိုးကျွန်တော်ကတိတ်ခါရရဒေါက်တာဆ iam ကြီးအန်ဂျီလာပွန်းရဲ့တူဖြစ်ပါတယ်တချို့လူကြီးတွေသိမှာပါကျွန်တော်ဆ iam ကြီးအန်ဂျီလာပွန်းရဲ့တူဖြစ်တယ်ဆ iam ကြီးအန်ဂျီလာပွန်းရဲ့အဖေ1923ခုနှစ်ကကိုထာဖြူအထက်သားကျောင်းမှာကျောင်းတက်ခဲ့တယ်ဆိုတော့တမိုင်းကျောင်းအရာသိခဲ့ပါတယ်1923ဘယ်တော့လဲကျိုင်းတုံမှာသာသနာပြုကျောင်းရှိတယ်၄တန်းအောင်ပြီးတဲ့နောက်မှာတရာအဖိုးချစ်ဆွေကြည့်ကျွန်တော်ပြောရကျွန်တော်တို့အဖွဲ့ချုပ်တိုင်းမှာကရင်ဆရာကြီးတွေကအရင်ကတည်းကရှိပြီးသားပဲလာပြီးတော့သာသနာပြုတဲ့ကျောင်းတွေဖွင့်ပြီးတော့စာသင်ပေးတယ်ပြီးမူလတန်းအောင်တဲ့လူတွေနည်းနည်းတော်တဲ့လူတွေစာလိုက်နေတဲ့လူတွေဆိုခေါ်ပြီးတော့ကိုတာဖြူချောင်းပုတ်တယ်ကျွန်တော်အဖိုးဒီမှာ4-5နှစ် high school အောင်တဲ့အထိပေါ့ဘယ်နှစ်လဲမသိတော့9တန်းကနေဘယ်နှစ်အထိရှိလဲမသိဘူးသူက high school အောင်ပြီးတော့ပြန်သွားတာဖြစ်တယ်1923မှာကျွန်တော်ကြည့်တော့ဒီဝင်းထဲမှာတော့ကျွန်တော်အဖိုးရဲ့ခြေရာတွေထနေမယ်ထင်တယ်လို့ဒီရှိက
တိပင်ကြီးပေါ်မှာလဲအဖိုးကတဲ့မှာလောက်ကူကတိပင်တဲ့ဟာတာဝါသနာပါတယ်လေလောက်ဆိုတော့တဲ့ခဲ့မှာအဲ့ဒီတိပင်ပေါ်မှာလဲဒီဝင်းထဲမှာတော့ကျွန်တော်အဖိုးရဲ့ခြေရတွေမမားပါဘူးဆိုတော့အဖိုးပြန်သွားပြီးတဲ့နောက်မှာသူ့ရဲ့သားသမီးခေတ်ရောက်လာတဲ့အခါမှာ1955နဲ့1960ကျွန်တော်အဖေနဲ့အကူကြီးနဲ့ကျွန်တော်အဖေနှစ်ယောက်ကပတိမ်မှာပဲမဟုတ်ဘူးနောက်တစ်ခါကဘာဖြစ်သွားပြန်ပြီလဲဆိုရေသွေးရင်ကမှမူလာဒအောင်ပြီးတော့အလေတန်းအဲ့ဒီမှာကျောင်းလာတက်တာပါအဲ့ဒါကျွန်တော်အဖေကိုယ်တိုင်ကျွန်တော်မနေ့တနေ့ကကျွန်တော်ဆရာကြီးတွေမေးကြည့်တာအရင်တော့ဘော်ဒါကြီးဘယ်လောက်လဲအဲ့ဒါထည့်ပေးထည့်တလားမထည့်ဘူးလားမသိဘူးဘော်ဒါကြီးလေတွားပါဆိုတော့တွားပြီးတော့နေပြီးတော့ကျောင်းတက်ပြီးတော့အောင်တဲ့အခါမှာထက်တာကျောင်းကတော့ခုရှင်အထက်ကလေးအလုံကျောင်းမှာပြန်တက်ခဲ့တယ်ကျွန်တော်အဖေတို့ဆိုတော့မပေးရဘူးတဲ့အရင်တော့ရေသွေးကလာလဲဒီတိုင်းပဲလာပြီးတော့ဒီကအတင်းတော်ပေးတဲ့ဘော်ဒါဆောင်ကကျွေးတဲ့အစားစားပြီးတော့ကျောင်းတက်တယ်ဆိုတဲ့ဟာကြားရတဲ့အခါမှာဒီနေ့ကျွန်တော်အဖိုးလည်းဒီမှာအနည်းဆုံး4-5နှစ်လောက်နေသွားမှာပဲကျွန်တော်အဖေလည်းရည်သွင်းကဘော်ဒါမှာနေပြီးတော့ကျောင်းနေခဲ့တာလည်း3-4နှစ်လောက်နေခဲ့မှာပဲဆိုတော့မြေးတယောက်အနေနဲ့တော့၎င်းသားတယောက်အနေနဲ့တော့၎င်းပတိမ်မြောင်းမြသာသနာနဲ့ကရင်နဲ့ချင်းခရစ်ယာန်ဖွဲ့ချုပ်ကိုအပါအတွက်အဘိုးအတွက်ဒဘရုဒုမလောလို့ဒီကနေဒဘရုဒုရဲ့အကြောင်းနည်းနည်းဖော်ပြချင်ပါတယ်ဖျားရှိကောင်းကြီးပေးပါစေအဲ့ဒီကနေစပြီးတော့ကျွန်တော်တို့သာသနာကဒီနေ့ကျွန်တော်တို့လိုဖြစ်လာတဲ့ပညာတတ်တွေရှိလာတဲ့ကိုယ်အတင်းတော်ကိုကြည်ရှုတတ်လာတဲ့သာသနာပြုတဲ့လုပ်ငန်းကိုဆောင်ရွက်တတ်လာတဲ့အရာတွေကအစာပြုခဲ့တဲ့ပေးတဲ့ဟာကကရင်နှစ်ချင်းအဖွဲချုပ်ဖြစ်တယ်ဆိုတော့အဲ့ဒီတုန်းကအဲ့လိုမျိုးသာသနာမပြုခဲ့ဘူးဆိုရင်ကျွန်တော်တို့ဒီနေ့ဘယ်လိုနေမလဲမသိဘူးတောထဲတောင်ထဲမှာလူရောဖြစ်သေးရဲ့လားမဖြစ်လားမသိဘူးကျွန်တော်တို့လေဆိုတော့ပညာတတ်လာတယ်ခွင့်တော်ကိုယုံကြည်လက်ခံလာတယ်အသင်းတော်တွေဖြစ်လာတယ်ဆိုတော့သားသမီးတွေရန်ကုန်မှာအကြောင်းထားပေးလာတယ်လူမျိုးတစ်မျိုးကတိုးတက်ပြောင်းလဲလာတဲ့အရာကဒီဧဝံဂေလိတရားကြောင့်ဖြစ်ပါတယ်ဒီဧဝံဂေလိကတခြားလူမျိုးမဟုတ်ပါဘူးကရင်နှစ်ချင်းခရစ်ယာန်ဖွဲ့ချုပ်ကဒါတကယ်ပဲကိုကျိုးစွအစီခံပြီးတော့စက်ကအစီခံခဲ့တဲ့အတွေ့အကြုံဖြစ်ပါတယ်ဒီနေ့အချိန်ထိတောင်ကျွန်တော်ကရင်ဆရာမတွေကျွန်တော်လာဟုအတင်းတော်ထဲမှာဥဆောင်နေတဲ့ဆရာမတွေအများကြီးရှိတယ်ပြန်မလာတော့ဘူးသူတို့ကကျွန်တော်ကရင်လို့တာပြောတယ်တဲ့လာဟုဖြစ်သွားပြီတဲ့အဖိုးတရာစုမေဦးဆိုအခုခိုလံဘေးနားမှာရှိတယ်ကွာဆင်းအတင်းတော်မှာသူကကရင်ဒါမဲ့အတင်းတော်အကြီးကြီးကိုဥဆောင်နေတယ်လာဟုလို့တရားဟောတယ်လာဟုလို့တချင်းဆိုတယ်ကျွန်တော်မာတယ်ကရင်အတင်းတော်တွေရောက်ရေးတဲ့ကရင်ကွာရာတွေစုပြီးတော့သူစီယူလာပေးပါတဲ့သူလာဟုလို့ပြန်ပြီးတော့အခုလာဟုကွာရာတွေဒီကရင်ရဲ့တန်ဆုံနဲ့တန်စင်နဲ့လေသူကလာဟုလို့ပြန်ပြီးတော့စုံနေကြတဲ့ line ပေါ်မှာရှိပါတယ်ဆိုတော့ဒီမှာလည်းရှိရင်ကျွန်တော်ယူသွားပေးချင်ပါတယ်လို့ကျွန်တော်တို့လာဟုအတင်းတော်တွေလည်းကရင်ဆိုတဲ့ဓမ္မတချင်းတွေကွာရာတချင်းတွေဆိုဖို့အတွက်ပေါ့လေကျေးဇူးတင်ပါတယ်အခုချိန်ထိလည်းကျွန်တော်ပြောချင်တာကျွန်တော်ကရင်တိုင်းသားတွေကတခြားတိုင်းသားတွေထဲမှာဒါအများကြီးပါဝင်ပြီးတော့အစိတ်ခံပြီးတော့သာသနာပြုနေတယ်ဆိုတဲ့အရာကိုကျွန်တော်ဖော်ပြချင်ပါတယ်ဒါကြောင့်ကရင်နှစ်ချင်းခရစ်ယာန်တင်းတော်ဟာကရင်နှစ်ချင်းခရစ်ယာန်သာသနာနယ်ဟာကရင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ဟာဒီနေ့ကျွန်တော်တို့ပြောနေတဲ့ဧဝံဂေလိတရားဆက်လက်ပြီးတော့ပြန်ပွားဖို့အတွက်နိုးချနိုးဆော်ဖို့ဒါဒီနေ့ကျွန်တော်တို့ကိုဖော်ပြနေတယ်လို့ကျွန်တော်အသင်းတော်ကကြီးကျယ်တဲ့သာသနာကိုလှုပ်ခဲ့ပြီးဖြစ်တယ်အတီးပွင့်လဲဒီနေ့ကျွန်တော်တောင်တဒီနာမှာအသင်းတော်တွေအဖွဲ့ချုပ်တွေအများကြီးဖြစ်ပေါ်လာပြီးဖြစ်တယ်အဲ့ဒါကရင်ရဲ့သာသနာပြုခြင်းကြောင့်ဖြစ်တယ်ဒါကြောင့်ကရင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ကတမန်ကန်ရှန်ကာတမန်အဖွဲ့ချုပ်မဟုတ်ပါဖယားသခင်တေချာရွေးချယ်ထားတဲ့လူမျိုးဖြစ်ပါတယ်ဣတိလကိုဖျားသခင်ရွေးတယ်လို့ကရင်လူမျိုးလဲမြန်မာပြည်အတွက်ဖျားသခင်အစကတည်းကဖျားကောင်းကြီးပေးပြီးတော့ရွေးချယ်ထားတဲ့အဖွဲ့ချုပ်ဖြစ်ပါတယ်ဆိုတာဒုတိယချက်အနေနဲ့ဖော်ပြချင်ပါတယ်တတိယချက်ကနောက်ဆုံးအချက်ကဘာလဲဆိုဧဝံဂေလိတရားအပေါ်မှာတစ္ဆာရှိပြီးတော့ဆက်လက်ပြီးတော့လှုပ်ဆောင်ဖို့ဖျားသခင်
တောင်းပေးထားပါတယ်ဆိုဒီလောက်လောက်ခဲ့ပြီးတော်ပြီလားကျင့်납ပြီလားမလုပ်တော့ဘူးလားကျွန်တော်ကရင်နေချစ်ခရစ်အဖွဲ့ချုပ်ကလောက်ခဲ့တာတော်တော်များနေပြီ stop full stop ချတော့မလားခုကျွန်တော်ကရင်နေချစ်ခရစ်အဖွဲ့ချုပ်လှုပ်တင်းလှုပ်ထိုက်တာတောင်တန်းဒေသကိုကျွန်တော်ရောက်ပြီးပြီဟိုမြချီနာမှာလည်းကရင်အတင်းတော်တွေရှိတယ်တောင်ကြီးမှာလည်းကရင်အတင်းတော်တွေရှိခဲ့ပြီးလာရှိုးမှာလည်းကရင်အတင်းတော်တွေရှိတယ်ဘာလို့ရှိတာလဲတာဒနာပြုပြီးတွားခဲ့တဲ့မျိုးရိုးတွေကအဲ့ဒီမှာကြံခဲ့တဲ့ပြန်မလာတော့သူတို့ကအဲ့မှာအတင်းတော်တွေတီထောင်ပြီးတော့ရှိခဲ့တဲ့အတင်းတော်တော်ပြီလားတို့ကရင်နေချင်းခရစ်ယာန်အတင်းတော်ရဲ့တာဒနာလုပ်ငန်းကဒီလောက်ပဲကျွန်တော်တို့ကျင့်납ဖို့အဲ့လောက်ပဲလားမဟုတ်ဘူးဘုရားသခင်ကတော့ကရင်နေချင်းခရစ်ယာန်အဖွဲ့ချုပ်ကိုဘာပြောနေတယ်လဲဆိုလို့ရှိရင်အဆုံးထိတိုင်အောင်တည်ကြည်ပြီးတော့ဒါဆက်ကပ်ပြီးလှုပ်ဆောင်ဖို့တာဝန်ရှိတယ်နော်လို့ဒီနေ့ဖော်ပြနေတဲ့အရာတွေဖြစ်ပါတယ်ကျမ်းစာပုဂ္ဂိုလ်ကြီး Francis ကဘာပြောတယ်လဲဆိုလို့ရှိရင်ယုံကြည်သူခရစ်ယာန်များဟာတဲ့ဟောပြောတတ်တဲ့ခံခြင်းတက်တဲ့မြတ်တာမဟုတ်ဘူးတဲ့ဧဝံဂေလိတရားတော်ကိုလက်ဆုပ်လက်ကင်ထားပြီးအသက်ရှင်ခြင်းဖြစ်ပါတယ်သူများကိုဟောပြီးတော့ကျွန်တော်တို့နဲ့မဆိုင်တဲ့တရားမဟုတ်ဘူးကျွန်တော်တို့နဲ့ဆိုင်တဲ့တရားကျွန်တော်တို့ကျင့်ရမယ်အဲ့ဒီတရားအတိုင်းဟောရမယ်လို့ဆရာကြီးကဝင်ငါတက်တည်ခံထားတာဖြစ်ပါတယ်Emil Brunner ကျွန်တော်ကျမ်းစာကျောင်းဆရာမတွေသိပါတယ်မီးဆိုတာလောင်နေမှမီးလို့ခေါ်တာတဲ့ထင်းတွေစုပုံထားတဲ့အရာကထင်းပုံလို့ပဲခေါ်မှာမီးလို့မခေါ်ဘူးဒါပေမဲ့အဲ့ဒီထင်းပုံကလောင်နေတဲ့အခါမှာမီးရှို့လိုက်တဲ့အခါမှာမီးလို့ခေါ်တာဒီတိုင်းပဲတဲ့အသင်းတော်ဆိုတာသာသနာပြုနေမှအသင်းတော်လို့ခေါ်လို့ရတာအသင်းတော်ဆိုတာသာသနာပြုနေမှတကယ်အတိတ်ပဲနဲ့ပြီးသွားတဲ့အသင်းတော်ဖြစ်ပါတယ်ဆိုတာဒါတော့ကျွန်တော်တို့ဆရာကြီးရဲ့စကားအရပြန်ပြောမယ်ဆိုလို့ရှိရင်သာသနာမပြုတဲ့အသင်းတော်ကအသင်းတော်လို့ခေါ်ဖို့မထိုက်ဘူးသာသနာမပြုတဲ့အသင်းတော်ကလူအဖွဲ့အစည်းမြတ်တာဖြစ်ပါလေဆိုတဲ့စကားဘုရားသခင်ကတိတ်တိအခန်းကြီး2အငယ်4မှာလူသားအလုံးကယ်တင်ခြင်းရရန်ဘုရားသခင်အလိုတော်ရှိတယ်ဘုရားသခင်အလိုတော်ရှိတဲ့အရာတွေဖြစ်တယ်ဒီသာသနာလုပ်ငန်းကဘုရားသခင်အလိုတော်ရှိတဲ့သာသနာလုပ်ငန်းလူသားအလုံးကယ်တင်ခြင်းရဖို့အတွက်ဘုရားသခင်အလိုတော်ရှိတယ်မာကု 16:15လောကီနိုင်ငံအရာရာရှိသမျှတို့တွား၍ဧဝံဂေလိတရားကိုဟောကြလော့မဿဲခန်းကြီး 28:19တင်တို့တွား၍လူမျိုးတကာတို့ငါတပည့်ဖြစ်စီလျက်ငါနာမ၌ဗတ္တိဇံပေးလော့ခွတ်တော်ပြောတဲ့ဒီစကားတွေကဟိုးကျွန်တော်တို့1800 1900အစကကရင်ခေါင်းဆောင်တွေကိုပဲပြောတဲ့စကားမဟုတ်ဘူးဒီနေ့ဒီမှာထိုင်နေတဲ့ကျွန်တော်တို့အားလုံးကိုလည်းပြောနေတဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှာတရားဖြစ်ပါတယ်အရင်တော့ဒီစကားပြောခဲ့လို့ကျွန်တော်တို့ရဲ့ဘိုးဘေးသာသနာလုပ်ငန်းကိုအကောင်းဆုံးလှုပ်ဆောင်ခဲ့ပြီးဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဒီအချိန်မှာဒီစကားကကျွန်တော်တို့ဒီနေ့လက်ရှိအသင်းတော်နဲ့တက်ဆိုင်တယ်ဒီလက်ရှိအသင်းတော်ခေါင်းဆောင်တွေနဲ့တက်ဆိုင်ပါလားဆိုတော့ခံယူချက်နဲ့အတူဒါကျွန်တော်တို့ဒီနေ့ခိုင်းနေတယ်ဒါကျွန်တော်ပြောနေတယ်ဆိုတော့ဒီခံယူချက်နဲ့အတူသာသနာလုပ်ငန်းကိုကျွန်တော်တို့ဆက်လက်ပြီးလှုပ်ဆောင်သွားဖို့ဖြစ်ပါလေတခင်ခွတ်တော်ကအကူညီတောင်းနေတာမဟုတ်ဘူးနော်ဟာမြန်မာနိုင်ငံနဲ့ချင်းအသိချုပ်ရေဧဝံဂေလိတရားဟောဖို့အတွက်ငါအကူအညီတောင်းပါရစေလို့ပြောနေတာမဟုတ်ဘူး That is order အမိတ်ပေးနေတာဖြစ်တယ်ခွတ်တော်ပေးတဲ့အမိတ်ကအရေးကြီးတယ်ခွင့်ပြုချက်အရေးကြီးတယ်အမိတ်ကလှုပ်ဆိုလှုပ်ပဲပြီးတော့ကျွန်တော်တို့ကအတင်းတော်ကသာသနာပြုဖို့အတွက်အစည်းအဝေးထိုင်ရအောင်လုပ်မယ်အဲ့ဒါလှုပ်ခွင့်ကိုမရှိတာသာသနာပြုဖို့အတွက်ကျွန်တော်တို့လှုပ်တဲ့မလှုပ်တဲ့အတင်းတော်ကောင်စီအစည်းအဝေးထိုင်ရအောင်လှုပ်ခွင့်မရှိဘူးအဲ့ဒါလှုပ်ကိုလှုပ်ရမယ်စီရင်ထဲမှာပါတယ်ဆွေးနွေးဖို့ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုဆွေးနွေးဖို့ပဲလိုတယ်လှုပ်တဲ့မလှုပ်တဲ့ကျွန်တော်တို့အတင်းတော်ကိုအဲ့ဒီအခွင့်အနာမပေးထားဘူး
ငါခိုင်းတဲ့အလုပ်ကိုလုပ်ပါကျွန်တော်တို့လုပ်ဖို့ပဲရှိမှာမေတ္တာရခံနေတာလည်းမဟုတ်ဘူးနော်စဉ်းစားရမယ့်အရာလည်းမဟုတ်ဘူးအာမလုပ်မယ်ဆိုတဲ့အရာအခုအလုပ်များနေတယ်ကွာအာမလုပ်မယ်ဆိုတဲ့ဟာလည်းမဟုတ်ဘူးတဲ့သာသနာလုပ်ငန်းအယုံကလေးသာသနာဆိုတာလုပ်ရမယ်တာဝန်ပေးခြင်းခံရတဲ့အသင်းတော်ဖြစ်ပါတယ်ခွတ်တော်ရဲ့အသွေးတော်အပြင်ဒါရွေးချယ်ရွေးနှုတ်ထားတဲ့အသင်းတော်ဟာဒါတခင်ခွတ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းသူ့ကိုယုံကြည်တဲ့လူတိုင်းကယ်တင်ခြင်းကိုရမယ်ဆိုတဲ့ဒီအေဝံဂေလိတရားကိုကျွန်တော်တို့ကိုဆက်လက်ပြီးတော့ဒါတာဝန်ထမ်းဆောင်ဖို့အတွက်တာဝန်ပေးခြင်းခံရတာဖြစ်ပါတယ်ဆိုတဲ့အရာဖော်ပြချင်ပါတယ်ဒါကြောင့်ဒီနေ့အားကိုးပါတယ်ကရင်နှစ်ချင်းသာသနာဟာအကူကြီးအဖွဲ့ချုပ်ဖြစ်ပါတယ်ဝါအရင်ဆုံးအဖွဲ့ချုပ်ဖြစ်တယ်အတွေ့အကြုံအရှိဆုံးအဖွဲ့ချုပ်ဖြစ်တယ်သာသနာပြုအားအတွေ့အကြုံအများဆုံးနဲ့အတူခေတ်ပညာတအများကြီးရှိတဲ့အဖွဲ့ချုပ်ဖြစ်ပါတယ်ကရင်လူမျိုးတွေရဲ့သာသနာပြုတဲ့နေရာမှာဆက်ကပ်ခြင်းသူတို့ရဲ့ဒါအစီခံခြင်းသူတို့ရဲ့နှိမ့်ချခြင်းသူတို့ရဲ့ဟောပြောသက်တည်ခံခြင်းတွေကိုကျွန်တော်တို့အောက်မေ့တတိယပြီးတော့ဒီနေ့ကရင်နှစ်ချင်းခရစ်ယာန်ဖွဲ့ချုပ်ရဲ့သာသနာလုပ်ငန်းဟာကရင်လူမျိုးတစ်မျိုးအတွက်တာမဟုတ်ဘဲနဲ့မြန်မာပြည်မှာရှိတဲ့ဆက်လက်ပြီးတော့135မျိုးတော်လူမျိုးတော်အတွက်ဖျားသခင်ရွေးချယ်ထားတယ်ဆိုတဲ့အရာကိုဖော်ပြချင်ပါတယ်ဆိုတော့ကျွန်တော်ကရင်နှစ်ချင်းခရစ်ယာန်ဖွဲ့ချုပ်ရဲ့တမိုင်းကြောင်းလေးကိုပြန်ပြီးတော့လေ့လာတဲ့အခါမှာနှစ်တရားစီမံကိန်းရေးဆွဲပြီးတော့ဒါသာသနာလုပ်ငန်းကိုဆောင်ရွက်နေတယ်ဆိုတာအံ့ဩဖွယ်ရာတွေ့ရတယ်အသင်းတော်တိုင်းကဘာဖြစ်ရမလဲဆိုလို့ရှိရင်သာသနာပြုရေးအတွက်ကရင်နှစ်ချင်းအသင်းတော်ဒီနှစ်တရားလာမယ့်နှစ်တရားအတွင်းတွေ့ထမှာကျွန်တော်အသင်းတော်တွေကသာသနာပြုတဲ့ကရင်နှစ်ချင်းအသင်းတော်ဖြစ်ရမယ်ဆိုတာဒါနှစ်တရားစီမံကိန်းချမှတ်ပြီးတော့ဆောင်ရွက်နေတဲ့အရာတွေကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်အသင်းချုပ်လည်း125နှစ်ပြည့်ကျေးဇူးတော်ချီးမွမ်းခြင်း2038ခုနှစ်မှာကျွန်တော်တို့ကျင်းပပြုလုပ်ဖို့ရှိမှာဖြစ်ပါကျွန်တော်တို့ရဲ့ဘိုးဘေးတွေက25နှစ်ပြည့်တစ်ကြိမ်တနိုင်ငံလုံးအတိုင်းအတာနဲ့ကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းနေတဲ့ပွဲတွေကိုဆောင်ရွက်လာတာဖြစ်ပါတယ်ကျွန်တော်တို့2038ခုနှစ်ကျရင်125ပြည့်နှစ်ချင်းတာတာအဲ့ဒီအချိန်ကျရင်အသင်းတော်ပေါင်း600အသင်းတော်ပေါင်း600ပေါ်လာဖို့အတွက်ဒီနေ့အဖွဲ့ချုပ်ရဲ့အင်ဝံဂေလိသာသနာပြုရေးဌာနကနေပြီးတော့အစဉ်စဉ်ကျွန်တော်တို့ဆက်သွယ်ဆောင်ရွက်နေတဲ့အရာတွေဖြစ်ပါတယ်တွန်းအားပေးကြပါကျွန်တော်တို့ရဲ့အင်ဝံဂေလိသာသနာအဖွဲ့ချုပ်ရဲ့အစဉ်စဉ်ကျွန်တော်တို့နှစ်ချင်းအသင်းချင်းရဲ့အစဉ်စဉ်ကျွန်တော်ရည်မှန်းထားတဲ့အသင်းတော်တိုင်းအများကြီးပေါ်လာဖို့အတွက်ကျွန်တော်အဖွဲ့ချုပ်မှာရှိတဲ့အသင်းတော်တိုင်းတာဝန်ဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့အတူတူကအားပြန်ယူပြီးတော့ဘာသာသနာပြုတဲ့လုပ်ငန်းပဲလာကျွန်တော်တို့ဘယ်ကနေဘယ်လိုပါဝင်ရမလဲဆိုတဲ့စိတ်ထားနဲ့ကျွန်တော်တကြတနိုင်တကြပါဝင်မယ်စုတောင်းပေးခြင်းအဖြစ်ပါဝင်မယ်ကျွန်တော်လူကိုယ်တိုင်ပါဝင်မယ်ပါဝင်ခြင်းအဖြစ်ဘုရားသခင်ခိုင်းထားတဲ့ခရစ်တော်ရဲ့အမိန့်သာသနာပြုရေးဒီလုပ်ငန်းကိုဆက်လက်ပြီးတော့သူတို့ကဆောင်ရွက်သွားကြရအောင်လို့ကရင်နှစ်ချင်းအဖွဲ့ချုပ်ဟာကရင်လူမျိုးအတွက်သာသနာပြုယုံတော်မကတခြားလူမျိုးအတွက်ပါကောင်းကြီးဖြစ်စေခဲ့ပြီးဖြစ်ပါလေဆက်လက်ပြီးတော့ဒီကောင်းကြီးမင်္ဂလာကိုကျွန်တော်ကရင်နှစ်ချင်းခရစ်ယာန်ဖွဲ့ချုပ်အားပြန်ပြီးတော့တည်ဆောင်ပြီးတော့ခရစ်ယာန်မဖြစ်သေးတဲ့135မျိုးထဲမှာတခြားလူမျိုးတွေကိုပါကျွန်တော်ကဆက်လက်ပြီးတော့ဒီတည်င်းစကားဒီအင်္ဂုံဂလိတရားကိုနီးမျိုးစုံဘီယိုဟာမျိုးစုံကျွန်တော်တုံးပြီးတော့အသင်းသူအတင်းသားများအသင်းတော်တိုင်းအားလုံးပါဝင်ပြီးတော့ကျွန်တော်ဆက်လက်ပြီးတော့ရှေးဘိုးဘေးတွေရဲ့စူးစမ်းခြင်းဆက်ကပ်ခြင်းအစီခံခြင်းကိုအမိလိုက်ပြီးတော့နော်အမိလိုက်ရအောင်သူတို့အဲ့လောက်ထိအရင်တော့ဒီကနေမန္တလေးတွားဖို့ဆိုဘယ်လိုတွားခဲ့တယ်လဲဒီကနေနာဂတောင်သားကျွန်တော်တို့အဖိုးတရာမူတွေဘယ်လိုတွားပြီးတော့ဆက်ကပ်အစီခံခဲ့တယ်လဲဒီကနေဟိုးချင်းပြည်ကိုဘယ်လိုတွားခဲ့တယ်လဲ1900ပတ်ဝန်းကျင်မှာဒီကနေပြီးတော့ဟိုးမြချီနာမှာဒီကနေဟိုးရှမ်းပြည်ရဲ့ရှေ့ပိုင်းသူတို့ဘယ်လိုတွားခဲ့ကြတယ်လဲလေရင်လည်းမရှိဘူးချိန်နွားလဲတဒန်းခြေတဒန်းဒါကားတဒန်းလေတဒန်း
ဒီနေ့ဆိုကျွန်တော်လေရင်ပေါ်တက်လိုက်တာနဲ့2 နာရီဆိုကျွန်တော်ကြိုက်တဲ့နေရာရောက်သွားပြီကြံကွာနေဆိုဟုတ်ဘူးလားအရင်တော့ဆိုလှနဲ့နေ့နဲ့ချီပြီးတော့ကျွန်တော်တွားခဲ့ရတဲ့နေရာတွေဘိုးဘေးတွေကအဲ့လောက်ထိကျွန်တော်တို့ကိုစက္ကအစီခံတော့ဒီနေ့မြန်မာပြည်ရဲ့တာသနာနှစ်ချင်းတာသနာဒီအတိုင်းတာဖြစ်လာတာဘိုးဘေးတွေရဲ့စက္ကအစီခံမှုကြောင့်ဆရာကြီးရှင်ပေါလုရဲ့စကားအဖြစ်အသက်ကိုပတနာမထားပဲပေးဆရရင်လည်းပေးဆမယ်အဆုံးထိလုပ်မယ်လှုပ်ရှားရှိတဲ့လုပ်ငန်းကိုအဲ့ဒီစန္ဒအဲ့ဒီတဘောထားအဲ့ဒီ spirit နဲ့အတူကျွန်တော်နေချင်းတာသနာလုပ်ငန်းဟာကရင်နေချင်းခရိယအဖွဲ့ချုပ်ရဲ့ဥဆောင်မှုနဲ့အတူကျွန်တော်ဆက်လက်ပြီးတော့မြင်ကြီးစွန့်တိုင်အောင်ဆက်လက်ပြီးတော့ကျွန်တော်တာသနာလုပ်ငန်းကိုအကောင်းဆုံးအထီရောက်ဆုံးဆက်ကပ်ပြီးတော့လှုပ်ဆောင်သွားကြရအောင်လို့ဒီနေ့နှုတ်ကပတမတရားအဖြစ်ဖော်ပြဝေငါတိုက်တွန်းအပ်ပါတယ်အရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေတပရုတော်မလော Hallelujah, yes.